ပါပါရှင်ကျမလေးဒီနေ့လေတတိပွဲလေးတွေပူဇော်ဖို့အတွက်ဖျဲသီးလေးတွေမှာအလှဆင်ထားတယ်နော်ဖျဲသီးလေးတွေမှာအလှဆင်ထားတော့ဒီဇိုင်းလေးတွေကိုပြပေးခြင်းလားဒီမှာကြည့်မယ်ဒီမှာဆိုလို့ရှိရင်ဖျဲသီးလေးကအလဲမှာပန်းပွင့်ပုံလေးပြီးပြီးတော့ဘေးကနေမှအချွန်ချွန်လေးတွေနဲ့ဒီဇိုင်းလေးတစ်ခုထည့်ထားပေးတယ်အဲ့တော့ဒီဒီဇိုင်းလေးထည့်ခြင်းအပြင်ပန်းပွင့်လေးကပိုလှသွားတယ်နော်အဲ့တော့ကျမရဲ့တပည့်လေးတွေလည်းဒီလိုလှလှလေးလုံးကြနော်ပြီးရင်ဒီမှာကြည့်မယ်ဒီနားလေးကိုကြည့်မယ်ဝတ်ဆင်လေးကအလဲမှာအရစ်ရစ်ကလေးတွေလုပ်ပေးထားတယ်ဆရာမပြီးလို့ရှိရင်ဒီပွင့်မဲ့လေးမှာလည်းအချုံလေးတွေလုပ်ထားတယ်နောက်ပြီးဒီအနားသက်လေးတွေမှာအတွန်လေးတွေပုံအောင်လို့ဗီစိတ်လေးတွေနဲ့အစာထုတ်ထားတယ်လှတယ်နော်ဒါလေးလေပြီးတော့ဒီကနုတ်ကွေးလေးနဲ့ဒီပန်းပွင့်လေးနဲ့ဂျားတွေကို plain လေးဆိုပေမဲ့လည်းရှစ်ကလေးထည့်ထားတယ်ဆရာမအဲ့တော့အသီးလေးကပိုကြွပြီးပိုလှသွားတယ်နော်ဒါလေးကတစ်မျိုးနော်နောက်တစ်မျိုးပြပေးမယ်ဆရာမဒီမှာကြည့်မယ်ဒီမှာကျရင်နေကြပန်းလေး3ပွင့်လေးထပ်ထားတယ်လို့လေနော်စိတ်စစ်လက်ချင်လေးလုပ်ပေးထားတာနော်ဒါလေးကိုလှလှလေးလုပ်ပေးထားတာအဲ့တော့ဆရာမတပည့်တွေလည်းစိတ်စစ်လက်ချင်လေးလှလှလေးလုပ်နိုင်ကြပါစေဒီဘက်ကိုကြည့်မယ်နော်ဒီဒီဇိုင်းလေးကိုကြည့်မယ်ဒီဒီဇိုင်းလေးကဆရာမကအပွင့်အသေးအကြီးလေးတွေလုပ်ပေးထားတယ်ပြီးတော့ပွင့်မှန်လေးကလည်းအဆန်းလေးလုပ်ပေးထားတယ်နောက်ပြီးတော့ဝတ်ဆန်လေးဆိုလဲတအားချစ်စရာကောင်းတယ်နော်ဒီမှာကြည့်နော်အဲ့တော့စိတ်ရှင်လက်ရှင်နဲ့ဝတ်ဆန်လေးတွေကျွတ်မထွက်အောင်တတိထားပြီးတခြားလုပ်ကြမယ်နော်ဒါလေးကိုဆိုလို့ရှင်လဲနော်ဟုတ်ပြီနော်အနားတုံလေးကြည့်လိုက်အောင်ဘေးအနားသက်လေးဘေးနားသက်လေးကရိုးရှင်းလေးနဲ့ချစ်စရာကောင်းအောင်လုပ်ထားတယ်အပေါ်ကပွင့်ပန်လေးတွေကနည်းနည်းဒီဇိုင်းလေးကနည်းနည်းရှုပ်တယ်လို့ဖြစ်လို့ဘေးအနားသက်လေးမှာရှင်းရှင်းလေးထည့်ပေးထားတယ်နော်ဟုတ်ပြီနော်ဒီဒီဇိုင်းလေးကိုကြည့်မယ်ဒီဒီဇိုင်းလေးကပွင့်ပန်အတွုံလေးတွေနဲ့ဒီဇိုင်းလေးတွေဒီမှာစိတ်ကလေးတွေပါတယ်ပွင့်ပန်လေးတွေအတွင်းထဲမှာနော်စိတ်ကလေးတွေပါတယ်ပြီးတော့အနားသက်လေးမှာလည်းကနုတ်လိုင်းလေးနဲ့ထည့်ပေးထားတယ်ကနုတ်လိုင်းလေးနဲ့နော်အဲ့တော့ဖျဲသီးလေးကိုလှလှလေးလုပ်ပေးထားတယ်နော်အဲ့တော့ဆရာမကဖျဲသီးဒီဇိုင်းလေးတွေမတူအောင်လုပ်တတ်တယ်ဒါလေးဆိုလဲဒီမဲ့တစ်မျိုးလေးကြည့်အောင်မယ်ဒါလေးကိုကြည့်အောင်မယ်ဒါလေးဆိုရင်ဆရာမတို့ကလားကျိတ်လေးလို့တွန့်တွန့်လေးလုပ်ထားတယ်နော်ပြီးရင်အနားသက်လေးကအလဲမှာလားကျိတ်လေးလို့ဖြစ်တဲ့အတွက်အနားသက်လေးကိုဗီရှိတ်လေးတွေနဲ့ဂျိတ်တုံလေးလို့လုပ်ပေးထားတယ်နော်လှလှလေးလုပ်ပေးထားတယ်နော်ခဏနေကြလို့ရှိရင်လေဆရာမကအသီးသေးသေးလေးတွေကိုဘလို့ပွဲပြင်ဆင်နေဆိုတာလေးကိုပြန်ပြပေးအောင်မယ်နော်ဟုတ်ပြီလားကျေးဇူးတင်ပါတယ်လှလှလေးပူဇော်နိုင်ကြပါစေ